ဘဝမှာကြာရှုံးတတ်တဲ့သူတွေရဲ့အလေးကျင့်အကြောင်းတရားများကြာရှုံးတယ်ဆိုတာကံမကောင်းလို့ကြီးပဲမဟုတ်ပါဘူးနေ့စဉ်ပြုလုပ်နေတဲ့အလေးကျင့်လေးတွေကပဲကိုယ့်ဘဝကိုတဖြည်းဖြည်းအောက်ကိုဆွဲချနိုင်ပါတယ်ဒါဆိုရင်ဘလို့လေးကျင့်တွေကလူတစ်ယောက်ကိုကြာရှုံးစေတတ်လဲဆိုတာကြည့်လိုက်ရအောင်နံပါတ်1အချိန်ဆွဲတတ်ခြင်းနောက်မှလုပ်မယ်ဆိုတဲ့စကားလေးဟာလူတော်များများရဲ့အိမ်မက်တွေကိုဖျက်ဆီးပစ်တဲ့စကားတစ်ခုမှဒီနေ့လုပ်ရမယ့်အလုပ်ကိုမနှက်ဖြန်အထိရွှေ့လိုက်တဲ့အခါအခွင့်အရေးတွေကလည်းကိုယ့်ကိုစောင့်မနေပါဘူးအောင်မြင်ခြင်းတဲ့သူဆိုရင်အချိန်ကိုတန်ဖိုးထားပြီးလုပ်တင်တာကိုချက်ချင်းစလုပ်တတ်ဖို့လိုပါတယ်နံပါတ်2အလွယ်တကူလက်လျှော့တတ်ခြင်းအခက်ခဲနည်းနဲ့ကြုံတာနဲ့ငါမလုံးနိုင်တော့ဘူးလို့အရှုံးပေးလိုက်ရင်ဘယ်အောင်မြင်မှုမှမရနိုင်ပါဘူးဘဝမှာအောင်မြင်တဲ့သူတိုင်းဟာကြာရှုံးမှုကြပါတယ်ဒါပေမဲ့သူတို့ကကြာရှုံးမှုကြောင့်မရက်တန့်ခဲ့ရဲ့ထက်ခါစူးစမ်းခဲ့ကြလို့ဒီနေ့ရောက်လာတာဖြစ်ပါတယ်နံပါတ်3တခြားသူတွေကိုပဲအပြစ်တင်တတ်ခြင်းကို့မားကိုကိုမမြင်ပဲပတ်ဝန်းကျင်ကံကြမ္မာဒါမှမဟုတ်တခြားသူတွေကိုပဲအပြစ်တင်နေတဲ့သူဟာတိုးတက်ဖို့အခွင့်အရေးကိုကိုယ်တိုင်ပေးလိုက်တာနဲ့တူပါတယ်ကိုပြန်သုံးသက်မှသာကိုယ့်ဘဝကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်နံပါတ်4တင်ယူခြင်းစိတ်မရှိခြင်းဒီနေ့ခေတ်မှာမလေးလာတဲ့သူဟာနောက်ကျကြံခဲ့မှာတေချာပါတယ်စာဖတ်တာဘ ഹു တုတရှာတာကျွမ်းကျင်မှုအသစ်တွေတင်ယူတာတွေကကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးပါတယ်တင်ယူတာကိုရက်လိုက်တဲ့နေ့ဟာတိုးတက်မှုရက်သွားတဲ့နေ့ပါပဲနံပါတ်5စီကံမရှိခြင်းစိတ်ပါမလုပ်ပြီးစိတ်မပါရင်မလုပ်တော့တဲ့အလေးချင်းကအောင်မြင်မှုကိုအဝေးဆုံးကိုတွန်းပို့တတ်ပါတယ်အောင်မြင်တဲ့သူတွေကစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလုပ်တဲ့အလုပ်ကိုနေ့တိုင်းပုံမှန်လုပ်ကြပါတယ်အောင်မြင်မှုဆိုတာစိတ်အားထက်သန်မှုထက်စီကံကပိုပြီးအရေးကြီးပါတယ်နံပါတ်6အပြည့်သဘောတွေးတတ်ခြင်းငါမရဘူးငါမလုပ်နိုင်ဘူးဆိုတဲ့အတွေးတွေကကိုယ့်ဘဝကိုအရင်ဆုံးအနိုင်ယူလိုက်တာပါအတွေးမြင်ကောင်းတဲ့သူတွေကပြဿနာကိုပဲမကြည့်ပဲဖြေရှင်းနိုင်မဲ့နည်းလမ်းကိုရှာဖွေကြပါတယ်အတွေးပြောင်းရင်ဘဝလည်းပြောင်းလာနိုင်ပါတယ်နံပါတ်9ရည်မှန်းချက်မရှိခြင်းဘယ်ကိုသွားမယ်ဆိုတာမသိတဲ့သူဟာဗလန်းကိုရှောက်ပန်းတိုင်မရောက်နိုင်ပါဘူးရည်မှန်းချက်ရှိတဲ့သူကနေ့တိုင်းဘာလုပ်ရမလဲဆိုတာသိပါတယ်ရည်မှန်းချက်ကဘဝရဲ့လမ်းညွှန်မြေပုံလိုပါပဲမိကုံးချုပ်ကြာရှုံးမှုဆိုတာလူတိုင်းကြုံတွေ့ရနိုင်တဲ့အရာပါဒါပေမဲ့ကြာရှုံးစေတဲ့အလေးကျင့်တွေကိုပြောင်းလဲနိုင်ရင်ဘဝကလည်းပြောင်းလဲသွားနိုင်ပါတယ်ဒီနေ့ကစပြီးအချိန်ကိုတန်ဖိုးထားပါအခက်ခဲတွေကြောင့်အရာကိုရှုံးမပေးပါနဲ့နေ့တိုင်းအသစ်တစ်ခုကိုတင်ယူပါစီကံရှိစ조사ပါဒီလေးကျင့်လေးတွေကိုနေ့စဉ်လက်တွေ့ကျင့်သုံးနိုင်မယ်ဆိုရင်အောင်မြင်မှုကတင်းစီကိုတဖြည်းဖြည်းချင်းကပ်လာမှာဧကံမှုချသေးချပါလိမ့်မယ်ဒီဗီဒီယိုကတင့်အတွက်အကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်ကျေးဇူးတင်ပါတယ်